မင်္ဂလာပါရှင်ဒီနေ့တော့ program ဖန်ပြီးဖို့ကြောင်းကနေကဘာကျော်ဆယ်မုံငါးကိုမြန်မာစတိုင်စီပြန်ဟင်းလေးချက်ပြသွားမှာပါဆယ်မုံငါးကနူးညံ့တော့မြမဟင်းခတ်အမွှေးအကြိုင်တွေနဲ့ပေါင်းဆက်လိုက်ရင်အရသာကတကယ့်ကိုထူးခြားသွားမှာနော်အဓိကကတော့ဆယ်မုံလက်လက်ဆက်ဆက်ရဲ့ခရမ်းကျင်သည့်အနှစ်ကြက်တုံနီးကြက်တုံပြူဂျင်းတို့လိုအပ်ပါမယ်ငါးအညီပြောက်ဖို့အတွက်ရှောက်သီးနဲ့ငရုတ်သီးစိမ့်လေးတွေလည်းသုံးပါပါဆယ်မုံငါးကိုစနွင်းစားရှောက်ရည်လေးနဲ့ခဏနှက်ထားမယ်ဒါမှအသားတဲ့အရသာဝင်ပါဟင်းအနှစ်အတွက်ကြက်တုံနီနဲ့ခရမ်းကျင်သီးကိုညံ့နေအောင်ပြင်ထားရမယ်နော်စီလေးဝေ့လာတဲ့အထိအနှစ်ကိုအရင်တက်မယ်ငါအသားကအရန်နူးညံ့တော့ခဏလေးပဲတည်ဖို့လိုတယ်နော်ကဲစီလေးလည်းပြန်လာပြီဆိုတော့နနမင်နဲ့ငရုတ်သီးစိမ့်လေးတွေအုပ်လိုက်ရအောင်အနံ့ကတကယ့်ကိုမှုေးနေတာပဲအရန်စားလို့ကောင်းတယ်ရှင်နိုင်ငံတကာကတငယ်ချင်းတွေလည်းလိုက်ချက်ကြည့်ဖို့အကြံပေးကြပါတယ်နောက်ထပ်ဘလို့ဟင်းတွေချက်ပြမလဲဆိုတာကမန့်မှာပြောခဲ့ဦးနော်ဘိုင်ဘိုင်